ဖေမြင့်နှလုံးသားအာဟာရနှင့်အမေစွပြုတ်အိုဘဝ၌ကျွန်တော်တို့တွေလွယ်လင်းတကူရယူခံစားမိတတ်သည့်အဖိုးတန်ရတနာများစွာရှိသည်ဒီဟာတွေကိုအလေးကျပြုရကောင်းမှန်းကျွန်တော်တို့မသိကြတစုံတစ်ယောက်ကမမျှော်လင့်သောနည်းလမ်းတစ်ခုခုဖြင့်ဖော်ထုတ်ပြလိုက်သည့်အခါမျိုးတွင်သာဒီဟာရိတန်မှုကိုပြည့်ပြည့်ဝဝကျွန်တော်တို့သိမြင်မိကြလိမ့်ရှိသည်ကျွန်တော်အမေဤစွပြုတ်အိုးကအဲ့ဒီလိုအမှတ်မထင်ထားခဲ့မိသည့်အဖိုးတန်ရတနာတစ်မျိုးပင်ဖြစ်သည်တန်မီးဖို့ပေါ်မှာကြက်သေးရှိစွာနေရာယူလက်ရှိတတ်သည့်အမေစွပြုတ်အိုးကိုကျွန်တော်ယနေ့တိုင်မြင်ရောက်နိုင်ပါသေးသည်အိုးကအဖြူနည်းအပြာဆက်ထားသည့်ကြွေရည်တုပ်အိုးဟိုတကက်ဒီတကက်နည်းနည်းစီတော့ပဲ့ထွက်နေပြီးအထဲမှာဟင်းရည်တွေပလုံစီလျက်တက်ဝင်လှုပ်ရှားနေသည့်မီးတောင်တစ်ခုပမာအငွေ့တလူလူထွက်လျက်အင်ကိုနောက်ဖေးဘက်မှဝင်လိုက်သည်နှင့်တပြိုင်နက်စွပြုတ်အိုဤရနန်းကတရေကြစေယုံမြမကလူကိုပါလုံခြုံစိတ်ချသွားစေတည်းမြဲဖြစ်သည်အကြောင်းကအမေမီးပိုနာရက်ကအိုးကြီးတဲ့တစ်သားရောက်ချိုစွန်းနှင့်မှွေနေတာမြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေအိုးကထွက်သည့်ဟင်းကြိုနှင့်တစ်ခုတည်းနှင့်ပြီးဒါဒိုးအိမ်ပဲဟုသိချသွားသောကြောင့်ဖြစ်သည်အမေမီနီစထရိုက်ယုံနီဟင်းကြိုရီကတသမတ်တဲ့ဓပုံစံနဲ့မဟုတ်အမြဲတည်တွင်ပြောင်းလဲလျက်ရှိသည့်လက်ရာတစ်ခုဖြစ်သည်ဒါကဟိုးရခင်အမေငယ်စဉ်ကာလအီတလီမြောက်ပိုင်းပီမွတ်တောင်ပေါ်ဒေသမှာနေတုန်းကတည်းကဒီအတိုင်းဖြစ်သည်ဒီဟင်းညွှန်ချက်နည်းကိုအမေကသူ့၏အဖွားထံမှရရှိခဲ့ခြင်းဖြစ်သည်အမေအဖွားကလည်းသူ့အဖွားထံမှအဲ့ဒီလိုအစဉ်အဆက်အမွေဆက်ခံလာကြသည့်ဟင်းလျာတစ်ခုပင်အဲ့ဒီအမေဟင်းညိုအိုးကအမေရိကသို့ပြောင်းရွှေ့လာခဲ့သည့်ကျွန်တော်တို့မိသားစုကြီးဘယ်သောအခါမှစာလောင်မှုသိသည်ဟူ၍မရှိရလျောင်းအမြဲအာမခံချက်ပေးထားခဲ့သည်အငွေ့တဝေဝေနှင့်ပလုံစီနေသောဟင်းရည်သည်ကျွန်တော်တို့အတွက်လုံခြုံမှု၏အမှတ်သင်္ကေတဖြစ်ခဲ့သည်ဟင်းရည်အဆက်အဟက်ကမြေပေါ်ချောင်မှာရှိနေသည့်ပစ္စည်းပြားပေါ်မူတည်၍ဖန်တီးဖြစ်ပေါ်လာရသည်ဒီဟင်းရည်ထဲမှာဘာရီပါလဲကြည့်ကကျွန်တော်တို့မိသားစု၏လက်တလောစီးပွားရေးအခြေအနေကိုကျွန်တော်တို့မှန်းဆနိုင်ကြသည်ဟင်းရည်ကပြစ်ပြစ်အထက်မှာလည်းခင်းကျင်သည်ပဲသည်မုံလာဦးစက်သွန်နီပြောင်းတရုတ်နနံပါစတာမုတ်ဖက်နှင့်အသားဟင်းပတ်များတွေးရမည်ဆိုလေဘတ်စကာကလီယာမိသားစုအခြေအနေကောင်းနေသည်ဆိုသောသဘောဟင်းချိုရီကျက်တောက်ရေးသားသားလောက်ပဲရှိမည်ဆိုရင်တော့ကျွန်တော်တို့အခြေအနေအတော့ကိုကြက်တဲပိန်ချုံနေပြီဆိုတော့သဘောပဲသို့တော့ဟင်းရီကျဲသည်ဖြစ်စေပြစ်သည်ဖြစ်စေအိုးရဲကျန်နေ၍ပြစ်လိုက်ရသည်ဆိုတာမျိုးတော့ဘယ်တော့မှမရှိအစားအစာကိုစွန့်ပစ်ခြင်းဟူသည်ကျွန်တော်တို့အတွက်ပြစ်မှုကြီးတရက်ပင်ဖြစ်၏မီနီစထရီယိုဟင်းရီအိုးတဲ့ရောက်သွားသမျှသည်ဒီထဲမှာပင်ကုန်ရသည်စင်စစ်အမေအဖို့ဒီဟင်းညိုအိုးအတွက်စီမံပြင်ဆင်ရခြင်းသည်ပင်အထွတ်မြတ်အလုပ်ကြီးတစ်ခုဖြစ်၏ထမင်းဟင်းချက်ပြုတ်ခြင်းဟူသည်ကိုဖျားသခင်၏ကြီးစုဆောက်ရှောက်မှုအတွက်ချီးမွမ်းထောမနာသည့်အပြုတ်မှုတရက်လို့အမေသဘောထားသည်အာလူတစ်လုံးချင်းကြက်သားတစ်ဖယ်ချင်းကိုအိုးထဲမှာတရုတ်သည်ကျေးဇူးတင်အမေနေရာချသည်တမ္မာကျန်းစာတုတ်တန်ကျန်းလာမိုးမတော့မှမိုက်စဲမှပင်သူမအိယာကထား၏အိမ်သူအိမ်သားတို့အတွက်စားစရာကိုပြင်ဆင်၏သားသမီးတို့သည်ထလက်၍အမိအားကောင်းကြည့်ပေးကြ၏အဆရှိသောစားကိုဖိတ်ရသည့်အခါတိုင်းအမေကိုကျွန်တော်သတိရသည်သို့သောတခါတော့ငါမူအမေစုပြုတ်အိုးကကျွန်တော်အတွက်အတော်ဘေးကျန်းနေတဲ့ကိစ္စတည်းဖြစ်စေခဲ့ပူသည်ကျွန်တော်နှင့်ရင်းနှီးခင်မင်စတငယ်ချင်းတယောက်ဒီအိုးကြောင့်ဆုံးရှုံးရတော့မှလားစိုးရိမ်ဘူးပန်ခဲ့ရသောကြောင့်ဖြစ်သည်တငယ်ချင်းနာမည်ကဆိုနီညိုရောင်စပယ်နှင့်ပိန်ပိန်ကောင်းလေးသူ့အဖေကဆရာဝန်ကြီးတဦးဖြစ်၍မြို့ထဲရှိအသားအနာဆုံးရက်ွက်တစ်ခုမှာသူတို့နေကြသည်ဆိုကကျွန်တော်ထူးထူးခြားခြားတန်မိုးထားသည့်တငယ်ချင်းတယောက်ပဲသူကလည်းခင်သည်သူ့အိမ်မှာညစာစားရင်မကြာခဏဖိတ်ခေါ်လေးရှိသည်သူတို့မိသားစုမှာစဖုံမှုတယောက်ရှိသည်စဖုံမှုကဝစ်စုံအဖြူကိုဝစ်ကတန်ရှင်းတက်ရက်သောမိဖို့ကြောင့်ထဲမှာဖိတ်ဖိတ်လက်နေသည့်အိုးခွက်တွေဖြင့်ပြင်ဆင်ချက်ပြုတ်သည်
ဟင်းတွေကဟင်းကောင်းတွေကြီးသို့တော့ကျွန်တော်ကရင်မတွေ့လားအိမ်ကမီးခိုးဆွဲ၍မဲနေသည်အိုးများနှင့်ချက်ပြုတ်သည်ဟင်းလျာများလိုရှာရင်းမမြတ်ဖွဲ့တက်တဲ့ပေါ့တော်တော်နှင့်တခုခုလိုသလိုဖြစ်နေသည်ပြီးတော့ထမင်းဝိုင်းဝန်းကျင်အငွေ့အသက်ကလည်းဟင်းလျာများနှင့်လိုက်ဖက်ညီစွာတွေ့လျှောက်လွန်းနေသည်အကြာကြာကပုံစံတကျအိမ်တွေရလွန်းသည်စိုးရီမိခင်နှင့်ဖခင်ကအလွန်ရင်ကြီးကြပါသည်သို့သောစကားပြောဆိုရာ၌ထိမ့်သိမ့်လွန်းသည်တိမ်မွင်လွန်းသည်လောကဝတ်သဘောဆန်လွန်းသည်စိုးနှင့်သူ့ဖခင်ပင်အလွန်ဆုံးလက်ဆွဲနှုတ်ဆက်တာလောက်ပဲရှိသည်အဲ့ဒီထက်ပိုမရောကျွန်တော်တို့မိသားစုမှာတော့ပွေလိုက်ဖက်လိုက်ကြသည်မှာအမြဲထွေးလားလုံးလားရှိနေသည်အဖေအမေသားသမီးတရင်တနည်းနေကြသည်အကယ်၍အမေကိုနမ်းပြီးနှုတ်ဆက်ရမည့်အချိန်မနှမ်းမိလေအမေကမနေချက်ချင်းမေးသည်ဟုတ်ကောင်းလေဘာဖြစ်နေရလဲနေမကောင်းဘူးလားစသဖြင့်သို့တော့အဲ့ဒီအချိန်တစ်ခါတုန်းကမူအဲ့ဒီအနေအထားတွေအတွက်ပဲကျွန်တော်မှအတော်အခက်ကြုံခဲ့ရသည်ဆိုကကျွန်တော်တို့အိမ်တရင်တနည်းလိုက်လဲပြီးညစာစားချင်တာကျွန်တော်သိနေသည်သို့တော့ဒီကိစ္စကကျွန်တော်အကြောက်ဆုံးအလုပ်ဖြစ်နေသည်ကျွန်တော်မိသားစုကသူတို့နဲ့လုံးဝခြားနာသည်ဘေကောင်လေးတွေအိမ်မှာမှတန်မီးဖို့ပေါ်တင်ထားသည်အဲ့ဒီဟင်းကြိုအုံမျိုးမရှိပြီးတော့ဘသူမှလည်းကျွန်တော်အမေလိုကိုသားသမီးအိမ်ထဲဝင်လာသည်နဲ့ထမင်းစပွဲမှာဆွဲထိုင်ခိုင်းပြီးပကံလုံးတစ်လုံးဇွန်းတစ်ချောင်းချပြီးကစွတ်ပြုတ်ရင်တောက်ခိုင်းသည့်အမေမျိုးမရှိအမေရိကကလူတွေဒါမျိုးမလုပ်ဘူးအမေရဲ့ကျွန်တော်အမေကိုနားချရင်စူးစမ်းသည်အေးငါလူတွေမဟုတ်ဘူးငါကရိုစီနာငါမီနီစရိုင်ယုံနီဟင်းညိုကိုမကြိုက်တာအယူတွေပဲရှိတယ်အမေကတပြားသားမှမလျှော့ဒီလိုပဲပြန်ပြောလိရှိသည်တနေ့မှာတော့စိုးကပြောင်းဖွင့်ပြောသည်မင်းအိမ်ကလိုက်လေလို့ရမလားတဲ့ရပါတယ်ကွာလို့ပဲကျွန်တော်ပြောရတော့သည်ကျွန်တော်တငယ်ချင်းလိုက်လေလင်အမေအယမ်းဝမ်းသာမိဆိုတာကျွန်တော်သိသည်သို့တော့တွေးဖို့နေမိသည့်အကြောင်းတွေကြောင့်ကျွန်တော်အကြီးကျယ်အနေရအထိုင်ရခတ်နေသည်ကျွန်တော်မိသားစုနဲ့ညစာစားရရင်စိုးစိတ်ပြတ်သွားမှမဟုတ်ချဟုကျွန်တော်မြင်နေသည်အမေကျွန်တော်တို့လည်းဟမ်ဘာဂါတို့ကြက်ကြော်တို့လိုအမေရိကန်စားတွေလှူစားကြည့်ရင်မကောင်းဘူးလားကျွန်တော်မေးမိသည့်အခါအမေမျက်စောင်းထိုးကြည့်သည်နောက်တစ်ချိန်ဒီစကားမျိုးထပ်ပြောရင်ပြဿနာတက်မည်ဆိုတာအမေမျက်နှာထားကြည့်ပြီးကျွန်တော်သိလိုက်သည်စိုးပါလာသည့်နေ့ကတော့ကျွန်တော်အတော်ပင်ကြောင်ချောက်ချားဖြစ်နေသည်အမေနဲ့အခြားကျွန်တော်မိသားစုဝင်ကိုဦးကပွေကြဖက်ကြကြောတက်ကြနဲ့ဝါပန်းတတာကြိုဆိုကြသည်မကြမီမှာပဲကျွန်တော်တို့အားလုံးစပွဲမှာထိုင်ဖြစ်ကြသည်စပွဲကဒူကြီးတဲ့ကြီးပန်းတွေဘာတွေလဲဖော်ထားသည်အဖေအလွန်နှစ်သက်ဂုဏ်ယူသောစပွဲကြီးကာလကြသဖြင့်အစွန်းအထင်းတွေတော့အတော်ပင်ထူထပ်နေပြီအဲ့ဒီဟာကိုပြုတ်ပြဲတဲ့တောက်တောက်ပပဖျောင်းပစိုးကတစ်ခုနဲ့ခင်းထားသည်ထုံးစံတိုင်းအဖေကညစာမစားမီကောင်းကြီးမင်္ဂလာစကားဆိုသည်အဲ့ဒီနောက်တော့ကျွန်တော်တို့အားလုံးရှိမှစွပြုတ်တပကံစီရောက်လာသည်ကဲစိုးရီဟောတာဘာလဲသိလားအမေကမေးသည်စွပြုတ်မဟုတ်လားစိုးကဆိုသည်ဒါစွပြုတ်မဟုတ်ဘူးကွအမေကအလေးနဲ့ဆိုသည်ဒါမီနီစထရိုင်ယိုနီလို့ခေါ်တယ်ဒီနောက်အမေကမီနီစထရိုင်ယိုနီဤတကိုးဆွမ်းအားများအကြောင်းကိုအားရပါရရှင်းပြသည်အမေအဆိုအရမီနီစထရိုင်ယိုနီကိုမှီဝဲသုံးဆွဲခြင်းဖြင့်ပျောက်ကင်းနေသောယောဂပြများတဲ့တွင်ခေါင်းကိုက်တာနှာစေးအေးမိတာအစာမကြေတာခေါက်ယောဂအသက်ယောဂများမှသည်ပူဆွေးသောကဝေဒနာများအထိအစုံပါဝင်သည်ဆိုဤလက်မောင်းကျွဲသားလေးများကိုကန်ကြည့်ပြီးသည့်နောက်အမေကမီနီစထရိုင်ယိုနီမှန်မှန်တောက်လီအီတလီနွယ်ပွားအမေရိကန်ကာယပလမောင်ချာအက်တလတ်လိုတန်ဆွမ်းလာနိုင်ကြောင်းပြောပြနေသည်ဒီဟာကြည့်ပြီးကျွန်တော်အကြီးအကျယ်တွန့်သွားသည်သွားပြီးစိုးနေတော့တွေ့ရတာဒါနောက်ဆုံးချိန်ဖြစ်မှာသိကြပြီဟု၍ကျွန်တော်တွေးလိုက်မိသည်ပြောဆိုဆက်ဆံပုံတွေကဦးကြောင်ကြောင်စံပြပြစကားသံတွေကဝဲအစားအသောက်ကလည်းလုံးဝတစ်မျိုးတစ်ပါးသာဆိုတော့နောက်တစ်ချိန်ဒီအိမ်ကိုသူလိမ့်လေစရာအကြောင်းမရှိတော့သို့သောအကြီးအကျယ်အံ့ဩစရာစ
ကျွန်တော်ကြုံရသည်ဆိုးကသူ့ရှိကပကံကိုအောင်အိမ်နီရရစားတော့ပြီးသည်နောက်တပကံထတောင်းသည်ပြီးနောက်တပကံကျွန်တော်တိတ်ကြိုက်တယ်ဗျသူကပြက်ပြက်မြည်အောင်တောင်းရင်းဆိုသည်ပြန်ကားဒီနှုတ်ဆက်သည့်အခါဆိုးကကျွန်တော်ကိုနှစ်ကိုကြားပြောသည်မင်းတို့မိသားစုတိတ်ပျော်စရာကောင်းတယ်ကွာငါအမေလဲမင်းတို့အမေလောက်ချက်တက်ပြုတ်တဲ့တိတ်ကောင်းမှာမင်းကန်ကောင်းနေကွာတဲ့သူကပြုတ်ရွှင်စားပြီးလက်ပြနှုတ်ဆက်လျက်ထွက်ခွာသွားသည်ကျွန်တော်ကမူမင်းကန်ကောင်းနေဆိုသောစကားကိုစဉ်းစားတွေးတော့ရင်ငေးမောကြံ့ရည်လေသည်ဒီကနေ့တော့မူငယ်စဉ်ကကျွန်တော်ဘလောက်ကန်ကောင်းခဲ့သည့်အကြောင်းကောင်းကောင်းသိခဲ့ပြီးဖြစ်သည်ထိုစဉ်ကကျွန်တော်တို့အိမ်ကထမင်းစားဝိုင်းမှာဆိုရရှိခဲ့သည့်ဝမ်းမြောက်ရွှင်လန်းကြည်နူးနှစ်သက်မှုတို့သည်အမေမီနီစထရယုန်နီကပေးသည့်ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာအာနိသင်များကြောင့်ကြီးမဟုတ်ချိုချင်းခဲပွဲ၏အရသာထက်တူပေါ်တူအပြန်လန်းထားရှိသည့်မေတ္တာတရားကိုအဓိကစားသုံးကြသည့်မိသားစုတူ၏နှွေးထွေးချစ်ခင်မှုကိုမျှဝေခံစားလိုက်ရခြင်းကြောင့်ဖြစ်ကြောင်းကျွန်တော်သဘောပေါက်ခဲ့သည်ယခုဆိုရင်အမေဆုံးတာအတော်ပင်ကြာခဲ့ပြီအမေအားတကြိုပြီးသည့်နောက်တစ်နေ့မှစတင်ကမီနီစထရယုန်နီဟင်းညိုအောက်ကဂက်စမီကိုပိတ်ခဲ့ကြသည်ရဆိုင်သွားသောမိတောင်နှင့်အတူချစ်သေးမင်္ဂလာပြေဝသောကာလတစ်ခုကုန်ဆုံးသွားခဲ့သည်သို့သောဟင်းညိုအို၏ပလုံစီနေသောဟင်းရည်များကြားမှထွက်ပေါ်လာသည့်မြစ်တာအကျဉ်းနာများကမူကျွန်တော်နှလုံးသားကိုယနေ့တိုင်နှွေးထွေးစေစေရှိနေသည်နှစ်ပေါင်းများစွာကြာသည့်တိုင်စိုးနှင့်ကျွန်တော်သည်လည်းအရင်နည်းအခင်မင်းဆုံးတငယ်ချင်းများအဖြစ်ဆက်လက်တည်ရှိခဲ့ကြသည်သူလက်ထပ်သည့်အခါကျွန်တော်ကလူပြိုရန်လုပ်ခဲ့သည်များမကြာမိကမူကျွန်တော်သူ့အိမ်သို့ညစာစားရန်ရောက်ရှိခဲ့သည်သူနှင့်သူ့သားသမီးတွေတရင်တနည်းရှိလာသည်ကျွန်တော်ကိုလည်းအားလုံးပင်ဖက်လဲတကင်းကြိုဆိုကြသည်ဒီနောက်ဇနီးတဲ့ကအငွေ့တထောင်ထောင်ထနေသည့်ဟင်းညိုပကံတွေတည်လာသည်ကြက်သားစုပ်ပြုတ်အသားတွေအသီးရွက်တွေအပြည့်နှင့်ဟေးလီယိုဒါပါလဲကွသိလားဆိုကမေးသည်စုပ်ပြုတ်မဟုတ်လားကွကျွန်တော်ကပြောရင်ဖြေသည်ယူယူစုပ်ပြုတ်မဟုတ်ဘူးကွဒါကြက်သားစုပ်ပြုတ်ခေါင်းကိုက်တာအေးမိတာနှာစည်းတာတွေကောင်းတယ်အသေးကိုလည်းအားပေးတယ်ကျွန်တော်ကိုမျက်စိတစ်ဖက်မှိတ်ပြကပျော်ပျော်ပါပါအားရပါရဆိုလိုက်သည်ကျွန်တော်စိတ်ထဲမှာအမေအိမ်သို့ပြန်လည်ရောက်ရှိသလိုခံစားလိုက်ရလေသည်